Mingla ပါရှင်ဒီဗီဒီယိုလေးကတော့နမ်ခမ်မျိုးကောင်းအောင်မိုးရက်ကွက် HY တဲခုခန်တွင်တွားရောက်ပြီးတော့အလှဆင်ပေးခဲ့တဲ့ဗီဒီယိုလေးပါဒီစိတ်လေးကတော့ပတင်တကာပေါက်အရေးအတွက်နည်းနည်းများတော့ကျမတို့နှစ်တုပ်ခွဲပြီးတက်ဆင်ပေးခဲ့တာပါဒါတွေကတော့တက်ဆင်ပေးရမယ့်အပေါ်ထက်ရဲ့အခန်းအရေးအတွက်တွေပါရှင်ပိစလေးကတော့ခဲမဲရောင်ပိစရွေထားတာပါကဲဒုတိယရက်မှာတော့မိပြတ်ခဲလို့ပုံတွေလည်းကောင်းကောင်းမရိုက်နိုင်ခဲ့ပါဘူးရှင်တချို့အခန်းတွေဆိုရင်လည်းအဲ့တဲ့တွေတဲနေပြီမို့လို့ပုံဝေမရိုက်တော့ဖဲနဲ့အခန်းအရေးအတွက်ပဲထပ်မံဖော်ပြလိုက်ပါတယ်ဒါကတော့လေကအတက်ရဲ့ပေါက်ကြီးတစ်ပေါက်ပါပိစလေးကတော့ UV 85% ရှိတဲ့ရေခဲတာအပြောင်စားလေးတုံထားတာပါရှင်ဒါတွေကတော့အောက်ထပ်ရဲ့အခန်းလေးတွေပါကဲအားလုံးတက်ဆင်လို့ပြီးသွားပါပြီရှင် KL ခတ်တိန်အားယုံကြည်စွာအားပေးခဲ့တဲ့မိတ်ဟောင်မိတ်တေ customer များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်